ဒီဗီဒီယိုလေးထဲမှာပြပေးထားတဲ့ stainless steel ဆက်လေးတွေကလေ10ကျော်သက်ကလေးလေးတွေရောအသက်20ကျော်ကိုညမတွေရောအသက်40ဝန်းကျင်ကိုမမတွေအထီးဝတ်လို့ရမယ့်ဆက်လေးတွေပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပထမဦးဆုံးပြပေးထားတဲ့ဆက်လေးကတော့20ကျော်ညီမလေးတွေနဲ့အရန်ကိုတင်တော်ပါတယ်။တလုံးကြောက်လေးမှာသူကအပေါ်ကဖဲပြားပုံစံသွားထားပေးပါတယ်ရှင်။ဒီဆက်လေးတွေအားသာချက်ကလေဆွဲသီးလေးနဲ့နဂတ်လေးနဲ့ရတော့စီတူပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါလေးကတော့ဒုတိယဆက်လေးပါဒုတိယဆက်လေးကသက်30ကျော်ဒီနေ့ညကျတဲ့မမတွေပေါ့နော်အဲ့ကိုအမတွေနဲ့တင်တော်ပါတယ်ဒီဆက်လေးကလည်းထထကြီးဝေးရတာမကြိုက်ဘူးဆိုတော့ကိုမတွေအတွက်အရန်ကိုတင်တော်ပါတယ်ရှေ့ဒီဆက်လေးကတလုံးကြောက်လေးမှာ diamond shape လေးနဲ့နော်အထဲမှာတလုံးကြောက်လေးနဲ့စင်မြုပ်ပေးရတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်အရန်ကိုလှပါတယ်ကျိုးလေးကတော့တန်ကျိုးလေးနဲ့လာပါတယ်ရှင်18လမ်းမှာပါငကတ်ပုံစံလေးကငကောက်လေးနော်ငကောက်လေးဆိုတော့လေသူကလေနောက်ပိတ်တောင်မလို့ဝေးရတာအရန်ကိုအဆင်ပြေပါတယ်ရှင်ငကောက်ကြတဲ့လူတွေဆိုလို့ရှိရင်ဒီဆက်လေးကအရန်ကိုအဆင်ပြေပါတယ်ရှင်ဒီဆက်လေးတွေကလည်းနဂတ်ရောဆွဲကြိုးရောဆွဲသီးပါအပါပီစီကိုမှအားလုံးပေါင်း2500ကျပ်ပဲကျသင့်ပါမယ်ရှင်2500ကျပ်ထဲနဲ့ဒီနေ့ရင်ကျက်တဲ့အလှတရားကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ဆုံးဆက်လေးကိုပြပြပေးခြင်းပါတယ်ဒီဆက်လေးကတော့စကြော်သက်ရမလေးတွေက20ကျော်ညီမလေးတွေနဲ့အရန်ကိုတင်တော်ပါတယ်ဒါလေးကပလဲစပြစ်ခိုင်ပုံလေးနော်ပလဲလေးနဲ့အောက်မှာပလဲလေးနဲ့လာထားပါတယ်ရှင်စပြစ်ခိုင်ပုံလေးနဲ့သူကအရန်ကိုလာပါတယ်ငကလေးကနောက်ပိတ်ဖောက်စုံလေးနဲ့လာပါတယ်ရှင်သူကလည်းကျိုးလေးရတယ်ရှေ့ရကျိုးလေးလိုပဲ18လမ်းမှာပါဆွဲသီးလေးနဲ့ငကက်လေးရတော့ပုံစံအတူတူပါပဲရှင်ဒီကျိုးလေးတွေရဲ့ဒီဆက်လေးရဲ့အားသာချက်ကလေဆွဲသီးလေးနဲ့ငကက်လေးနဲ့ရပုံစံတူပါပဲရှင်အဲ့တော့ကိုကဆွဲသီးနဲ့ပုံစံတူငကက်လေးကိုထူထူရှာစရာမလိုတော့ဘူးပေါ့ရှင်အဆင်ပြေသွားတာပေါ့နော်ဟုတ်ကဲ့ပါဒီဆက်လေးတွေကိုမှာယူအားပေးခြင်းနဲ့ဆိုရင်တော့ Viber ဖုန်းနံပါတ်3993333658နဲ့မှာ screenshot လေးနဲ့ပြပြီးတော့မှာပေးလို့ရတယ်လို့ TikTok Messenger မှာလည်းမှာပေးလို့ရပါတယ်ရှင်